40နဲ့3နှစ်ထဲရောက်သွားပြီပေါ့နော်တက်တော်40နဲ့3နှစ်ဆိုအမတန်မှကောင်းတဲ့အရွယ်ပေါ့အဲ့ဒီအရွယ်မှာမြတ်စွာဘုရားကောသံဘီပြည်ကိုကြွတာဘာဖြစ်လို့ကြွလဲလို့ဆိုကောသံဘီမှာထင်ရှားတဲ့တထေးကြီး3ဦးကတာဝတိမြို့ကိုလာပြီးတော့မြတ်စွာဘုရားကိုသူတို့ကိုယ်တိုင်လာပြီးတော့ပင့်သွားကြတယ်ကောသံဘီပြည်ကိုအုပ်ချုပ်နေတဲ့ဥဒိဏမင်းကပင့်တာမဟုတ်ဘူးမင်းဆိုးရာဇာကပင့်တာမဟုတ်ဘူးတထေးကပင့်တာတာဝတိပြည်ကြွတော့ကလည်းပဲကောသလမင်းကြီးကပင့်တာမဟုတ်ဘူးအနာရဘိန်တထေးကပင့်တာအဲ့ဒါလို့နဲ့သရဝရီအကျိုးအတွက်လက်ခံပြီးမြတ်စွာဘုရားလောကမှာဒေသစာတွေကြွချီးပြီးတော့ကောင်းကျိုးချမ်းသာတွေရအောင်ကြိုးပမ်းအားထုတ်တော်မူခဲ့တာနာနေခြင်းမပြုဘူးအင်တမဗုဒ္ဓဂိစ္စ5ပါးလို့ဆိုတဲ့မှာဖော်ပြထားတာမြတ်စွာဘုရားမှာနားချိန်ဟာအင်တမနေပြီးတော့ကြိုးစားအားထုတ်တယ်45နှစ်တာကာလမှာအလုပ်တွေအများကြီးပြီးအောင်ကြိုးစားအားထုတ်တယ်တရားဟောစရာရှိလို့ရှိရင်ဘလောက်ပဲဝေးလံကြွသွားတာပဲကြွသွားတဲ့အခါမှာအရေးတကြီးသွားရတဲ့အခါမျိုးရှိတယ်ဖြည်းဖြည်းသက်သာသွားရတဲ့အခါမျိုးရှိတယ်အရေးတကြီးသွားရပြီဆိုတဲ့အခါကျတော့မြတ်စွာဘုရားယမယခာစိတ်တဂမနလို့ခေါ်တယ်စိတ်အသွားနဲ့သွားတာမျိုးတွေရှိတယ်စိတ်သွားတယ်ဆိုတာဒီနေရာမှာရုပ်ခန္ဓာကိုယ်ကြီးကပျောက်ပြီးတော့ဟိုနေရာမှာဘွားကနေပေါ်သွားတဲ့ဟာမျိုးပေါ့နော်ကွေးထားတဲ့လက်လေးကိုဆန့်လိုက်တယ်လို့ပဲဒီနေရာမှာပျောက်ပြီးတော့သွားလို့တဲ့နေရာရောက်သွားတာစိတ်တကမနာကာယကမနာဆိုတာဖြည်းဖြည်းပဲလမ်းလျှောက်ပြီးတော့ရဟန္တာငါတွေခြံရံပြီးလမ်းခရီးမှာရှိသမျှလူတွေတရားဓမ္မဟောပြောသူတို့ရဲ့ကောင်းကျိုးချမ်းသာတွေကိုရရှိစေပြီးတော့ကြွလာအေးလောကလမ်းမှာတွေ့တဲ့ပုဂ္ဂိုလ်တွေကဘုရားကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေရှိတယ်မကြည်ညိုတဲ့ပုဂ္ဂိုလ်တွေရှိတယ်ကြည်ညိုလေးစားတဲ့ပုဂ္ဂိုလ်တွေကလက်ဥကလေးတစ်ချိန်လောက်ခြိလိုက်တာနဲ့ပဲကောင်းကျိုးချမ်းသာတွေရပြီးတော့တည်ပြီးချမ်းမဲ့မှာနတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေအများကြီးပဲသို့တော့မြတ်စွာဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေကြတော့ဒါကမြတ်စွာဘုရားရဲ့တာဝန်မဟုတ်ဘူးမြတ်စွာဘုရားဘက်ကမှားယွင်းတာမဟုတ်ဘူးသူတို့ဘက်ကမှားယွင်းတဲ့နှလုံးသွင်းတဲ့မြတ်စွာဘုရားကိုဆန့်ကျင်ကြတာဆန့်ကျင်တဲ့ပုဂ္ဂိုလ်ကဘာနဲ့ဥပမာတူတုံးဆိုရင်မြစ်ရည်ဆိုတာမြစ်ဆိုတာသူကသူစီးနေတာပဲလူတွေရဲ့ကောင်းကျိုးချမ်းသာပေးဖို့လောကမှာမြစ်ကြီးတွေဟာစီးဆင်းနေတယ်သို့တော့အဲ့ဒီမြစ်ကြီးတွေဆင်းပြီးတော့မြေနစ်လို့တည်တဲ့ပုဂ္ဂိုလ်ဟာမြစ်ရဲ့အပြစ်မှမဟုတ်တာဆင်းတည်တဲ့ပုဂ္ဂိုလ်ရဲ့အပြစ်သာဖြစ်တယ်ပေါ့အခုလည်းပဲမြတ်စွာဘုရားကိုတွေ့လို့ကြီးညိုလေးစားပြီးလက်ဥချီတဲ့ပုဂ္ဂိုလ်ကြီးကောင်းကျိုးချမ်းသာရတယ်လို့ဘုရားကိုဆန့်ကျင်တဲ့ပုဂ္ဂိုလ်တွေကြတော့လေထိုဆန့်ကျင်တဲ့သူတို့ရဲ့လောက်ရကသူတို့ကိုပြန်ပြီးတော့ဒဏ်ခတ်တာဘာနဲ့တူတယ်လဲဥပမာတစ်ခုပြောရမယ်ဆိုလို့ရှိရင်နယံကြီးဟာသူ့ဘာသူခိုင်မာကြန့်ခိုင်တော့နေတဲ့နယံကြီးကိုခေါင်းနဲ့ဝင်တိုက်ရင်နယံကမာလို့ဒီလူသေးရတာလို့ပြောလို့မရဘူးတိုက်လို့သေးတာပဲနယံရဲ့အပြစ်မဟုတ်ဘူးခေါင်းနဲ့ဝင်ဆောင်းတဲ့လူရဲ့အပြစ်သာလင်ဖြစ်တယ်ပေါ့လောကကြီးမှာဒီလိုပဲရှိမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်တာဆန့်ကျင်မဲ့လုပ်သူရဲ့နှလုံးသွင်းမမှန်ကန်မှုသူ့ရဲ့အကုသိုလ်နဲ့သူ့ဟာသူသွားတာမြတ်စွာဘုရားမှာဒီလူဒုက္ခရောက်ပါစေဆိုတာမရှိဘူးသူတို့ကိုယ်တိုင်ဖန်တီးတဲ့ဒုက္ခသူတို့ခံစားသွားရတာဖြစ်တယ်ပေါ့အဲ့ဒီလိုလောကအကျိုးတည်ဖို့အတွက်တာဝတိမြို့ကနေပြီးတော့9ဝါမြောက်တက်တော်43နှစ်အရွယ်မှာကောသမိပြည်ကိုကြွတယ်